မှာအမြဲစောနေကြအဖေကပျောက်သွားခဲ့လို့ရှိရင်ဘယ်နေရာလေးမှာပြန်ရှာရမှာလဲလို့ကောမမှာရောချက်ပေါက်မှာရောလာပြီးတော့မေးလို့ယွန်းလေးခုတစ်ခါလာရောက်ထားပေးမှာဖြစ်တယ်ရှင်ဟိုရင်ကတော့ယွန်းလေးတင်ပေးထားတာရှိပါတယ်အခုခဏလာပြီးတော့မေးလို့ပေါ့နော်ပြန်ပြီးတော့ဖြေပေးမှာဖြစ်တယ်ရှင်သွားမကြည့်သေးခင်မှာယွန်းလေးကို follow လေးလုပ်ပေးထားမယ်ရှင်ဘယ်နေရာလေးမှာသွားပြီးတော့ပြန်ရှာရမှာလဲဆိုတာအသေးစိတ်ယွန်းလေးနဲ့တူတူသွားကြည့်ကြမယ်ရှင်ကိုရင် TikTok ကောက်ထဲကိုရောက်လာပြီဆိုလို့ရှိရင်ဒီဖဲပြားပုံလေးနဲ့နေရာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒီမှာရောက်လာပြီဆိုရင်တော့ FL ဆိုတဲ့နေရာလေးမှာနှိပ်လိုက်မယ်ပေါ့နော်ဒီနေရာမှာကိုအမြဲစော့နေကြ FL လေးကအမြဲရှိနေမှာဟုတ်ပါတယ်ယွန်းလေးကတော့ဒီ FL ကစားထားတာမရှိတဲ့အတွက်ဒီနေရာမှာ FL လို့မရှိထားပါဘူးရှင်အားလုံးပဲဒီနေရာလေးမှာကိုရဲ့ FL လေးကိုပြန်ရှာကြည့်ပါရှင်ဒီနေရာလေးမှာရှိပါတယ်ရှင်ယွန်းလေးတို့ရဲ့အာမီစစ်စကင်ကဲနှစ်ဘူးဝယ်လိုက်တာနဲ့ပေါ့နော်ဝင်ငွေရတဲ့အကောင့်လည်းဖွင့်ပေးမယ်ပြီးလို့ရှိရင်ဝင်ငွေရတဲ့အထိအကောင့်တိစောက်ပြီးလည်းတင်ပေးပါမယ်ရှင်နောက်ပြီးလို့ရှိရင်24နာရီကိုတိကျင်တာလည်းမေးခွင့်ရှိပါတယ်ရှင်ယွန်းလေးတို့က VC call နဲ့အသေးစိတ်တင်ကြားပေးတာပါရှင်ဗီဒီယိုပို့ပြီးတော့ပြလက်စခတ်တင်ကြားပေးတာမျိုးလည်းမဟုတ်ပါဘူးရှင်တကယ်ပဲကိုကမြန်မာ TikTok ကနေပြီးတော့ဝင်ငွေတိစောက်ချင်တယ်ပြီးလို့ရှိရင်စီးပွားရေးလည်းတွဲလုပ်ချင်တယ်ဆိုတဲ့သူတွေပေါ့နော်ယွန်းလေးရဲ့စပောက်မှာအသေးစိတ်လာရောက်မြင်မြန်လို့ရပါတယ်ရှင်